မင်္ဂလာပါမေမေဟုတ်ကဲ့ဒီချက်ပထမဦးဆုံးမေမေရဲ့နာမည်လေးနဲ့တသားလေးရဲ့နာမည်လေးကိုမိတ်ဆက်ပေးပါအောင်ရှင်ကျမနာမည်ကတော့အေးနနအောင်ဖြစ်ပါတယ်တားလေးရဲ့နာမည်ကတော့အေးပိုင်မှုအင်္ဂလိပ်နာမည်ကတော့ဟန်နရီဖြစ်ပါတယ်ဒီချက်ကဲရှင်ဒီချက် URP School ကိုဘယ်ကနေသိရှိပြီးမိမိရဲ့ကလေးအတွက်ဘာကြောင့်ရွေးချယ်ခဲ့တယ်ဆိုတဲ့အကြောင်းရင်းလေးကိုလည်းပြပြပေးပါအောင်ရှင်ဒီချက်ယူရီပရီစကူးကတော့ပညာရေးနဲ့ပတ်သက်ပြီးတော့ကောင်းတယ်လို့သတင်းမှွေးနေတာပါပဲကျမသားအတွက်ပရီစကူးရွေးချယ်တဲ့နေရာမှာကျမထားတဲ့ target ကတော့ရွေးရှင်းပါတယ်ဒီချက်သမင်းချိုင်းထုတ်ရမယ်အကြောင်းဖြစ်ရမယ် nursery နဲ့ pre KG ဆိုပြီးအတန်း2တန်းခွဲထားတဲ့အကြောင်းဖြစ်ရပါမယ်ကျမကကလေးရဲ့စိတ်ခံစားချက်နဲ့ကျမရေးကိုဦးစားပေးတဲ့မမေဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ teacher beauty preschool မှာကျမသားပျော်ရွှင်မလားမပျော်ရွှင်မလားဆိုတာကိုကျမသိချာတော့မသိသေးဘူးပေါ့နော်အဲ့ဒီအချိန်မှာကျမသား4နှစ်ပြည့်တဲ့အချိန်မှာကျမက teacher UDC 4နှစ်တတိပြည့်တဲ့အချိန်ပေါ့နော် teacher UDC ကိုသွားပြီးတော့အကူအညီတောင်းခဲ့ပါတယ်ဘာလဲဆိုတော့4နှစ်အရွယ်မှာထားလို့ရမယ်တင်တန်းလေးပေါ့နော်တင်တန်းလေးအရင်ထားကြည့်လိုက်မယ်လို့ကျမစိတ်ပူတယ်ပေါ့နော်အဲ့ဒါနဲ့4နှစ်အရွယ်မှာထားလို့ရမယ်တင်တန်းလေးကို teacher UD မှာမေးပြီးတော့အကူအညီအရင်တောင်းမယ်ပေါ့နော်အဲ့ဒီခါကျတော့ teacher UD ပြောတာကကလေး4နှစ်အရွယ်ထားလို့ရတဲ့တင်တန်းက phonics 1နဲ့ brain training ထားလို့ရတယ်ဆိုပြီး teacher ကအကြံပေးတယ်ပေါ့နော်အကြံပေးတော့ကျမကအဲ့ဒီ phonics 1နဲ့ brain training ကိုတစ်ပတ်ကို2ရက်တစ်ရက်ကို2ချိန်နဲ့ကျမစထားခဲ့တယ်ပေါ့နော်အဲ့လိုနဲ့ကလေးက4နှစ်နဲ့2လကြော်လောက်ရောက်လာတဲ့အချိန်မှာတင်တန်းတက်တာ2လကြော်လောက်ရှိပေါ့နော်ကလေးကပျော်ရွှင်စွာနဲ့ဒီစာတွေကိုလိုက်လုံနိုင်တယ်ပေါ့နော်ဒီရွယ်ကစာတင်ရမယ့်အရွယ်တော့မဟုတ်သေးဘူးပေါ့နော်ဒါမဲ့ကလေးကအဲ့ဒီအရွယ်မှာတော့တီချယ်နဲ့ပျော်ရွှင်စွာသူစာလိုက်လုံနေတာကိုတွေ့ရတယ်တဖြည်းဖြည်းနဲ့ bright ဖြစ်လာတာကိုတွေ့ရတဲ့အတွက်ကြောင့်မို့လို့ကျမကဒီ teacher URI preschool မှာထားမယ်လို့ယုံကြည်စွာနဲ့ teacher တွေကိုအနံ့ဖို့ဆုံးဖြတ်ခဲ့တယ်ပေါ့နော်ကဲပါရှင်ကျေးဇူးတင်ပါတယ်မေဟာဒီချက် URP School မှာဒီချက်တွေရဲ့တင်ကြားမှုနဲ့ပတ်သက်ပြီးဒီပါကြောင်းနေနဲ့သင်ယူဆချက်တွေရှိရင်လည်းပြပြပေးပါအောင်ရှင်တီချယ်တွေရဲ့တင်ကြားမှုနဲ့ပတ်သက်လို့ဆိုတော့တီချယ်တွေကသူ့ကလေးတွေကိုချိုတာတာလေးပြောဆိုပြီးတော့ပေါ့နော်တီချယ်တွေရဲ့ချိုတာတာရဲ့နောက်ွယ်မှာသူ့ကလေးတွေကိုချစ်တယ်ဆိုတဲ့အမူအရာပေါ့ဒါကတော့ကျမကလေးတွေစီကပဲကလေးစီကပေါ့ကျမသားစီကသိရတာတော့ချစ်တယ်ဆိုတဲ့အမူအရာကိုမျက်လုံးနဲ့တင်ကေသားနဲ့သူပြတယ်ပေါ့နော်ကျမစိတ်ထင်ပေါ့လူကြီးဖြစ်ဖြစ်ကလေးဖြစ်သူ့ကိုချစ်နေတဲ့ပတ်ဝန်းကျင်မှာသူနေရတာသူ့အတွက်လုံခြုံမှုရှိတယ်ပေါ့နော်အကယ်၍ကလေးတွေရဲ့လိုအပ်ချက်ကိုတီချယ်ကစုံဆုံးမချင်ရင်တောင်မှသူတို့မှာရှိတဲ့အားသာချက်လေးတွေကိုအရင်ချီးကျူးပြီးတော့ချီးကျူးပြီးတဲ့အခါကျမှစုံဆုံးမလေးရှိတဲ့အတွက်ကြောင့်မို့လို့ဒီကလေးတွေရဲ့နားထဲမှာတီချယ်တွေရဲ့စကားတွေဝင်တယ်ပေါ့နော်ဒီလိုနီးနဲ့ပဲတီချယ်တွေကသင်ခန်းစာတစ်ခုပြီးတစ်ခုကိုသူ့လိုချင်တဲ့ပုံစံလေးကိုထုစစ်ပြီးတော့တဖြည်းဖြည်းနဲ့ပေါ့နော်လပေါင်းများစွာထုစစ်ခဲ့တယ်လို့ကျမထင်တယ်ပေါ့နော်ကလေးတွေအကုန်လုံးလည်းပျော်ရွှင်စွာစာတင်နေကြတာကိုလည်းကျမတွေ့ရတယ်ကျမအနေနဲ့တင်ကြားမှုကအဲ့လိုသွားတယ်လို့ထင်တယ်ဟုတ်ကဲ့ဟုတ်ကျောင်းမှာတနစ်တာအတွင်းရရှိခဲ့တဲ့အတွေ့အကြုံတွေထဲကအကောင်းဆုံးအချက်ကိုဖော်ပြလို့ရနိုင်တယ်လေအကောင်းဆုံးချက်ကတော့အများကြီးပဲပထမဦးဆုံးတစ်ချက်ကတော့ကျမသားပေါ့နော်၄နှစ်ကျော်ကနေဒီကျောင်းမှာနေခဲ့တယ်အခု9နှစ်ကျော်ဆိုတော့တစ်နှစ်ကျော်ကာလမှာကျမသားတစ်ခါမှမဖျားခဲ့ဘူးပေါ့နော်ကျမလူချင်းတဲ့ကျမရေးအချက်ပေါ့နော်တစ်ခါမှဖျားခဲ့တာမတွေ့ရဘူးအကယ်၍ခွင့်ယူခဲ့ရင်တော့ဆိုမှကျမတို့ကမိသားစု trip လေးတွားချင်လို့ခွင့်ယူခဲ့တာမျိုးပဲရှိတယ်ကျမသားကအရန်ချွေးထွက်ပြီးအရန်စော့တဲ့ကလေးဒါပေမဲ့ကျမသားမဖျားခဲ့ဘူးဒီချက်ကိုကျမကြိုက်တယ်နောက်တစ်ချက်ကကြတော့ကျောင်းပိုးတဲ့အချိန်တိုင်းသူ့တီချယ်နဲ့တွေ့လိုက်တဲ့မြင်ကွင်းပေါ့နော်ကျမသားပါဇက်ပိတ်လို့မရတော့ပါဇက်ပိတ်လို့လည်းမရတော့ဘူးထမင်းကြိုက်တို့လွယ်အဲ့တို့လည်းအသင်းပေးရတယ်ဒီချယ်နဲ့တွေ့ပြီးဆိုတာနဲ့သူတို့ဖြစ်နေတဲ့ခံစားမှုကိုကျမကြည့်နေတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျောင်းပို့တိုင်းမှာအကယ်၍ကိုယ့်ကလေးကကျောင်းကိုမသွားချင်ဘူးအနောက်ကိုငဲ့ပြီးကြည့်နေမယ်ဆိုရင်ကလေးကကျောင်းထဲဝင်သွားပြီးငိုချင်မှငိုမယ်အိမ်ကမမေရင်ငိုရပါဒီအခက်အခဲကိုကျမဒီတောက်လျှောက်ပေါ့နော်ကျမဒီတစ်နှစ်ကျော်အတွင်းမှာကျမဒီအခက်အခဲကျမရင်မဆိုင်ရအောင်နောက်တစ်ချက်ကကြတော့ကျောင်းမှာကျမထင်တော့တစ်လတစ်ခါလား2လတစ်ခါလားမသိဘူးပေါ့နော်
မိဘနဲ့ဆရာဆွေးနွေးတယ် ဟုတ်ကဲ့ ကျမသားရဲ့အတန်းမိုင်ကျမဆွေးနွေးတယ်ကျမလိုအပ်ချက်ကျမတို့အခက်ခဲဖြစ်တဲ့အရာတွေကိုကျမကလေးရဲ့အတန်းမိုင်ကိုကျမရှင်းပြတယ်ကျမကပဲအကူအညီတောင်းနေတာများပါတယ်တီချာရဲ့ရှင်းပြတယ်ကျမအကူအညီတောင်းတယ်တီချာကကျမရဲ့ကလေးရဲ့အသေးစိတ်လှုပ်ဆောင်ချက်အားလုံးကို face to face 1 တီချာနဲ့ကျမကလေးကိစ္စကိုဆွေးနွေးခွင့်ရတဲ့အတွက်ကျမအရန်ကျင့်တတ်တဲ့အဲ့ဒီအချက်ကို မေတို့လည်းခလေးရဲ့လိုအပ်ချက်တော့ပြီးတော့လည်းတစ်ချက်တည်းကလည်းပြန်ပြီးတော့ဖြည့်ဆည်းပြီး ဟုတ်တယ်တီချာအဲ့အချင်းတွေကိုအဲ့ဒီအချင်းတွေကိုကျမအရန်ကျင့်တတ်တယ်အကုန်ကျမသိရတယ်ကျမတို့အခက်ခဲဖြစ်နေတယ်ထိန်းချရတာအခက်ခဲဖြစ်နေတဲ့ကိစ္စတိုင်းကိုကျမတီချာနဲ့ညှိနှိုင်းတယ်တီချာအကုန်လုံးလုပ်ပြီးတယ်ကျမတို့လည်းကျင့်တတ်တယ်နောက်ဆုံးတစ်ချက်ကတော့ကျမသားအခု KG ကိုတက်ရတော့မယ်ဆိုတော့အရှိမဒီလားရဲ့အရှိမ2လလောက်ကျမကျူရှင်ထားခဲ့တယ်ကျူရှင်ထားခဲ့တယ်ကျူရှင်ဆရာမကလည်းကျမရဲ့သူငယ်တန်းဆရာမပဲပေါ့နော်အဲ့ချိန်မှာကျမရဲ့ဆရာမရဲ့ပြောပြတာကတော့ကျမသားဒီ KG စာတွေကို level တစ်ဆင့်ကိုတက်ပြီးတော့တင်နေရတဲ့ပုံစံမျိုးမဟုတ်ပဲနဲ့စာလေးတွေကိုပြန်နှွေးနေရတဲ့ပုံစံလေးတွေကိုတင်နေရတယ်ပေါ့နော်ဒါကတော့ကျမအတွက်ကိုလေရွေးချယ်မှုမှန်ကန်တယ်ဆိုတော့ result ကိုထွက်လာတဲ့အခြေအနေတခုဖြစ်သွားတဲ့တစ်ချက်ရဲ့အဲ့ဒီအချက်ကလည်းကျမကနောက်ဆုံးမှထားတဲ့ကျမသားရဲ့ပညာရေးကကျမမျှော်မှန်းတာထက်ကိုပိုနေတဲ့အတွက်ကြောင့်မို့တော်လေးကိုကျင့်တတ်ပြီးတော့အရန်သဘောကျတယ်တစ်ချက်အဲ့အချက်တွေကို ဟုတ်ကဲ့ပါရှင်နောက်ဆုံးအနေနဲ့ teacher UDP school တဲ့အမှတ်တရစကားလေးပြောပြပါအောင်ရှင် ဟုတ်ကဲ့အစကောင်းမှအနှောင်းသေးကြမယ်ဆိုတဲ့စကားကလည်းတန်မိုးရှိတဲ့စကားပါပဲတီချာတွေကဝါသနာကိုအရင်ခံပြီးကလေးတွေကိုပေးလိုက်ရတဲ့ဟာအကုန်လုံးပေါ့နော်တော်တော်များချစ်ချင်းမေတ္တာတွေရောစေတနာတွေရောအကုန်လုံးကိုကျမတို့ရခဲ့တယ်ပေါ့နော်ကျမတို့ပေးလိုက်ရတာလေးတွေကဘာမှအ ਨੇ အချင်းလေးပေါ့နော်ကျမတို့ပြန်ရခဲ့တာတန်ဖိုးမဖြစ်နိုင်တဲ့အရာတွေအများကြီးပဲ ဟုတ်ကဲ့ပါ ဟုတ်ကဲ့အဲ့ဒီတော့တီချာတွေအကုန်လုံးကိုလည်းအရန်ကျေးဇူးတင်တယ်တီချာတွေအကုန်လုံးအရန်တော်ကြတယ်ထင်ထားတာထက်ကိုတော်ကြတယ်ကျမတို့မြို့မှာပေါ့နော်ဒီ teacher UD preschool လေးရှိနေတာပေါ့နော်ဂုံယူတယ်ပေါ့နော်ဒီသင်ကြားမှုမျိုးဒီဘာပြောရမလဲဆိုတော့ဒီစာအုပ်တွေကအစ pre KG စာအုပ်တွေကလည်းဘာသာနဲ့အစင်းစစ်လောက်ဆောင်မှုအသေးဖွားလေးကအစအကုန်လုံးအစင်းစစ်ပေါ့နော်ဒီလိုအကြောင်းမျိုးကိုကျမတို့မြို့ထက်တဆင့်ကြီးတဲ့မြို့မှာတကယ်တက်ရမယ်ဆိုတော်တော်ပေးရတယ်တီချာကျမလေးလာရတာတော်တော်ပေးရပါတယ်အခုကကျမတို့ကဘာပေးရတာလေးကဘာမှမဟုတ်လို့ဖြစ်နေပြီးတော့ပြန်ရတာတန်မိုးရှိတာတွေအများကြီးပေါ့နော်အဲ့ဒီတော့တီချာတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ယုံကြည်စွာအနံပေးတဲ့မမေတို့လည်း teacher တွေကလည်းအများကြီးကျေးဇူးတင်ပါတယ် ကျေးဇူးအများကြီးတင်ပါတယ်တီချာ